Mimi tazu when banyao shile. Mimi tazu when banyao shile. How many people are there in your family? How many people are there in your family? Ama kuyami tazu banyao shile kopyo bono. Di majaro. Jono mami tazu when ngayao shibare. There are 5 people in my family. There are 5 people in my family. Jono mami tazu when ngayao shile. They are through my father, mother, 2 elder sister, 1 elder brother. One younger brother and me စသဖြင့်အဲ့လိုမျိုးပေါ့နော်ကို့မှာဘယ်နှယောက်ရှိလဲဆိုတာကိုဖြေရမှာပေါ့နော်နောက်ပြီးတော့မင်းမညီကိုမောင်မတွေရှိလား Do you have any brother and sister Do you have any brother and sister မင်းမမောင်မတွေရှိလားဒါမှမဟုတ်လည်းရှိလား Do you have any sibling အဲ့လိုမျိုးလည်းရရနော်မင်းမမောင်မတွေရှိလားအဲ့ဒါဆိုလို့ရှင် Yes I had 2 brother ဟုတ်ကဲ့ကျွန်တော်မှာအကို2ယောက်ရှိပါတယ် Yes I had 2 brothers brother မှာတော့2ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ S ပါတယ်နော်ကျွန်တော်မအကို2ယောက်ရှိတယ်စသဖြင့်ပေါ့နော်ကိုမအကိုပဲရှိအမပဲရှိကိုပြောရမှာဖြစ်တယ်နော်နောက်ပြီးတော့မင်းအဖေကဘာအလုပ်လုပ်လဲ What does your father do မင်းအဖေကဘာအလုပ်လုပ်လဲ What does your father do မင်းအဖေဘာလုပ်လဲဆိုတော့ကိုအဖေကဘာလုပ်လဲကိုဖြေဒီမှာကြတော့ကျွန်တော်အဖေကဆရာဝန်တယောက်ပါ My father is a doctor DOCT or doctor My father is a doctor နောက်ပြီးတော့ what does your mother do မင်းအမေကဘာလုပ်လဲဆိုလို့ရှင် My mother is an engineer My mother is an engineer သူက engineer ရဲ့အရှိမကျတော့ an လာတယ်နော်ကိုမေကဟိုစားချက်ပြုတ်လဲချက်ပြုတ်ဆက်ချုပ်လဲဆက်ချုပ်ပေါ့နော်အဲ့ဒါတွေဖြေရမှာအဲ့ဒါဒီမှာနော်ပြပေးမယ်ဒီမှာလေ How many people are there in your family တဲ့တွေ့လား There are 5 people in my family ကျွန်တော်မိသားစုဝင်9ယောက်ရှိတယ်တဲ့ဟုတ်ကဲ့မင်းမတဲ့အကိုမောင်မတွေဘယ်နှယောက်ရှိလဲပေါ့နော်ရှိလားပေါ့နော်အဲ့မှာ Do you have any brother and sister နော်ဟုတ်ကဲ့ကျွန်တော်မှာအကို2ယောက်ရှိတယ် Yes I have 2 brothers နော်ကျွန်တော်အဖေကဆရာဝန်ပါတဲ့ My father is a doctor နော်အဲ့လိုမျိုးလေးတွေနော်ဒီလိုမျိုးတွေ့လားအတန်ထွက်ပါတဲ့စာအုပ်လေးတွေလိုချင်နေဆိုရင်လေဒီမှာကြည့်နော်အတန်ထွက်ပါတဲ့စာအုပ်လေးတွေလိုချင်တယ်လလကူကူလေးလိုချင်နေဆိုရင်ဒီမှာနော်ဒီကလက်တစ်ဖက်တည်းမလို့ရရအဆင်မပြေနော်လိုချင်နေဆိုရင် CB မှာလာနှစ်အုပ်ဆိုလို့ရှင်နှစ်အုပ်ဆိုဘယ်လောက်လဲ18000နော်မြန်မာဘက်မှာနှစ်အုပ်ဆိုရင်18000ပါနော်ထိုင်းဘတ်ဆိုလို့ရှင်ချင်းထဲမှာဝယ်သားဒါ69ဘတ်ဒါ135ဘတ်125ဘတ်နော်ချင်းနောက်တစ်ခုနဲ့တစ်ခုပေါ်တာတော့မတူပါဘူးရှင်အင်ချီရတယ်ထိုင်းဘက်ကသူမြန်မာဘက်ကဆိုလို့ရှင်ဒီစာအုပ်နှစ်အုပ်ကိုစောက်ဖို့ပို့ကြိုရှင်းရမှာမရှင် Ryan နဲ့ပို့ပေးပါတယ်ရှင်ကျေးဇူး